မင်းသားအတုံးမကြတဲ့လူဖြုံးတီးတာဆိုတဲ့အတိတ်ပဲမရှိတဲ့စကားတွေထပ်ပြောဦးမယ်ဆိုရင်ငါမင်းကိုအရက်နဲ့အတင်းတိုက်ဖြစ်မယ်အဲ့ဒီတော့ငါရဲ့ဝိညာဉ်သီးတွေကိုမင်းခိုးခဲ့တော့ကတော့မင်းအားနာတတ်ပုံမရပါဘူးဒီနှစ်တွေအတွင်းဂိုင်းကတော်တဲ့တပည့်တွေအများကြီးလက်ခံရရှိခဲ့တယ်အနီးနားကဂိုင်းငယ်လေးအချို့လည်းပူးပေါင်းလာကြပြီးဝိညာဉ်ကျော်၃ခုအထိတိုးချက်နိုင်ခဲ့တယ်မင်းကိုအခုပြောပြတင်သလားမသိတဲ့ကိစ္စတစ်ခုရှိတယ်စီနီယာအကိုကြီးအကိုဘယ်တော့ကဒီလောက်ထိချစ်အဖြစ်သွားတာလဲဒါကမင်းနဲ့ရွက်လင်ရှိတို့ရဲ့စစ်ဆက်ပွဲအကြောင်းပါရွက်လင်ရှိဒီနာမည်ကိုမကြားရတာဘယ်နှစ်ရှိသွားပြီလဲအဲ့ဒီတော့ကဂိုင်းထဲမဝင်ခင်ကတည်းကစစ်ဆက်ထားခဲ့တာပါမိသားစုနှစ်စုကလည်းမိတ်ဆွေတွေဖြစ်ပြီးကျွန်တော်တို့ယနေ့အဆင့်ကိုရောက်တဲ့အခါလက်ထပ်ကြဖို့ကတိပြုခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနေ့ကိုမရောက်ခင်မှာပဲကျွန်တော်ကောင်းကင်ပြင်ပလောကတွေကိုရောက်သွားခဲ့တယ်ရွက်ချမ်းချူ UKNQ စီကစာရောက်လာလို့လားစီနီယာရွက်စီကမဟုတ်ဘူးဖုံးဟွာနန်းတော် Venue Palace ကပါဘာပြောလဲစစ်ဆက်ပွဲအကြောင်းဆွေးနွေးချင်တဲ့ဘာဆွေးနွေးမှလဲစစ်ဆက်ပွဲဖျက်သိမ်းဖို့ပေါ့စီနီယာအကိုကြီးဒီကိစ္စကိုကျွန်တော်နားလည်ပါတယ်အခုကျွန်တော်ရဲ့ကျင့်စဉ်တွေကအကုန်ပျက်စီးသွားပြီအခြေခံတိဆောက်ဆဲအဆင့်ကတပည့်လေးတွေကိုတော့မမီတော့ဘူးဘယ်သူပဲဖြစ်ဖြစ်သူတို့သမီးကိုအတုံးမကျတဲ့လူတစ်ယောက်နဲ့ပေးစားမှာမဟုတ်ဘူးဒါပေမဲ့မရှိပါဘူးစစ်ဆက်ပွဲကလူကြီးချင်းသဘောတူထားတာပါလင်ရှိရဲ့ကိုပိုင်ဆန္ဒမဟုတ်ပါဘူးသူမအခုအဆင့်အထိကြင်ကြံလာရတာမလွယ်ကူပါဘူးကျွန်တော်ကြောင့်လည်းသူမရဲ့အနာဂတ်ကိုမဖျက်ဆီးပါစေနဲ့သူမအခုဘယ်အဆင့်ကိုရောက်နေပြီလဲ